မင်္ဂလာပါရှင် focus point Chris ပါဒီချက်ဒီဗီဒီယိုမှာတော့ပေတီးတင်ချာလက်တွက်ကိုပေါ့နော် small friend formula ရဲ့ subtraction 3ကိုတွက်ပြမှာဖြစ်ပါတယ် small friend formula မှာဆိုလို့ရှိရင်ဒီချက်အနှုတ်ပုတ်စာ subtraction တွေအသုံးပြုတဲ့အခါမှာဒီချက် formula အနေနဲ့ boss ကို remove friend ကိုတိတ်ဆိုပြီးတော့ဆိုရမှာဖြစ်ပါတယ် small friend formula ဖြစ်တဲ့အတွက်သူ့ရဲ့ boss ကတော့5ဖြစ်ပါတယ်friend ကတော့ဒီချက်အခုဟာ subtraction 3ကိုတွက်မှာဖြစ်တဲ့အတွက်3ရဲ့ friend ကတော့2ဖြစ်ပါတယ်အဲ့ဆိုရင်ဒီချက်ပုတ်စာလေးတွက်ပြပေးမယ်ပေါ့နော်ပုတ်စာလေးတွက်လို့ရှိရင်တော့ပို့ပြီးတော့ရှင်းသွားပါလိမ့်မယ်ချေတို့2 minus 1 5 minus 3 ချေတို့လက်3ချောင်းကွက်တိချိုးစရာမရှိတဲ့အတွက်ဒီမှာ boss ကို remove friend ကိုတိတ်ဆိုပြီးဆိုရမယ်ပေါ့နော်အဲ့တော့ boss က5ဖြစ်တဲ့အတွက်5ကို remove เนาะ boss ကို remove friend က3ရဲ့ friend က2ဖြစ်တဲ့အတွက်2ထောင်မယ် friend ကို take the answer is 3 now 4 minus 2 5 minus 3 boss ကို remove friend ကို take the answer is 4 7 minus 1 minus 3 boss ကို remove friend ကို take minus 3 the answer is 0 6 minus 3 so boss ကို remove friend ကို take minus 3 the answer is 3 1 8 minus 3 so ချေတို့ boss ကို remove friend ကို take the answer is 3ဒါကတော့ small friend formula subtraction 3ဖြစ်ပါတယ်ရှင်အခုလိုအဆုံးထိကြည့်ရှုပေးအတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ကြပါမယ်နော်